Yo အားလုံးပဲမင်္ဂလာပါခင်ဗျာ solo game ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီ video လေးကကြတော့ကျွန်တော်ရဲ့ဒီပဲပြုတ်ပြီးပုံ challenge reaction video part 2ဖြစ်ပါတယ်ခင်ဗျာဆိုတော့ video လေးမစတဲ့ခင်မှာကျွန်တော်ရဲ့ video တွေမှာအကြောင်းလေးထည့်ချင်တယ်ဆိုလို့ရှိရင်တော့အပေါ်ကပြထားတဲ့ဖုန်းရဲ့ Viber လေးကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ်ခင်ဗျာဆိုတော့စကားတွေအများကြီးပြောတော့ဘူးကျွန်တော်တို့ video လေးစလိုက်အောင်ဗျာ let's go ဆိုတော့ပထမဆုံးကြောင်းနေတဲ့ကကြတော့ကျွန်တော်လာပို့ပေးရတာကဒီတောင်ငူပါပေါ့နော်သူ့နာမည်က fan လို့သိရပါတယ် So let's go. Yo, baby, boss challenge. Let's go. Okay. Bucket barbuilt, baby. Bucket barbuilt, baby. Bucket barbuilt, barbuilt. Bucket barbuilt, baby. Hold it. So တော့ဒီကောင်လေးကကြတော့B-box လောက်တာမကြသေးဘူးလို့ပြောတယ်ပေါ့နော်ကျွန်တော်အထင်လာပိုင်းမရှိအောင်မထင်နဲ့ဒါပေမဲ့အဲ့ဒီလာပိုင်းအတွင်းနဲ့ဒီလောက်ထိလောက်နိုင်တာတော့ဒါတော်တော်လေး appreciate လုပ်ပါတယ်ပေါ့နော်ဆိုတော့သူမထလုံးနဲ့ညီတယ်အတန်လေးလည်းဘောက်စီဖြစ်တယ်ပေါ့နော်ဆိုတော့ဆက်ပြီးတော့စူးစမ်းပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့နောက်တစ်ယောက်ကိုဆက်သွားလိုက်ရအောင်နောက်တစ်ယောက်ကတော့သူ့ရဲ့ account မှာကတော့သူ့နာမည်က M Gray ဆိုပြီးရေးထားတယ်ပေါ့နော်ဆိုတော့စလိုက်အောင် let's go Eddie avion pion Eddie avion pion Eddie avion pion Eddie Clean pion မိုက်တယ် Lolo Eddie avion pion Eddie avion pion Eddie avion pion Learn is already very Wow ရဲမိုက်ပါတယ်ဆိုတော့ဒါကတော့ဒါ new face ပေါ့နော်ကျွန်တော်သူ့အခုမှမြင်မှုတာလောက်သွားတာတွေကအရင်အတန်အစုံအရင်ဘယ်လိုပြောမလဲအတန်တွေကကျတော့ဟိုပါပေါ့ဘယ်လိုပြောပြမလဲတည်ရင် visit pattern လေးနေဘူးမှာသူကလုံးဝဟိုဘယ်လိုပြောပြမလဲ box ပြောင်းတီးသွားတာပေါ့နော်ဆိုတော့အရင်မိုက်တယ်ပြီးတော့တခုတွေ့တာအမှအလဲကနေဆွဲတာကြီးကအလဲကနေဆွဲတာပေါ့နော်အဲ့လို lip base ကိုအရင်မိုက်တယ် brother တော်တော်လေးမိုက်တယ်ဆိုတော့ဆက်ပြီးတော့ try မှလို့ပြောချင်ပါတယ်ဆိုတော့ B-box ကိုဆက်ပြီးတော့လေ့ကျင့်ပါဆိုတော့အတန်ဒီထက်လေးပို့ပြီးများများလေးရအောင်လေ့ကျင့်မှလို့ပြောချင်ပါတယ်ဆိုတော့ကိုယ်စတိုင်နဲ့ကိုတီးသွားတာအရင်မိုက်ပါတယ် appreciate လုပ်ပါတယ် come on brother let's go okay နောက်တစ်ယောက်ကကြတော့ဒါ connect ဖြစ်ပါတယ် connect ပေါ့နော် connect ကို reaction လုပ်ပါမယ်ခင်ဗျာ let's go Sorry. Oh, did not? Hold it. Dạ. Đã rồi con nếp vào nó, rồi thì con nếp nó cho nó này cái rồi, gì nó lâu để đủ lâu khai bùi vào nó, rồi cho nó gì nó rồi thì nếp số tết đến xí khai bùi vào nó, rồi con nếp rồi con nếp bảo vậy, nó từ mà cho tất cả này để sâu này, anh này sâu này, bây giờ bây giờ làmလုံးဝနားဝါးတဲ့ people စားတဲ့ထက်စားလို့ရှိရင်တော့သူက
တည်ရမှာပေါ်လိုက်ပြောလိုက်ဖြစ်တာပေါ့နော်ဆိုတော့သူလည်းအခြားတစ်ဖက်မှာဟိုကြောင်းကိစ္စနေမလို့ဒီ B-box ဘက်ကိုတိတ်ပြီးတော့မလက်အောင်ဘူးပေါ့နော်ဆိုတော့ကိုနစ်ကတော့အပြောရတော့တိတ်မရှိဘူးအရင်မိုက်တယ်ဆိုတော့ဒီထက်ပိုပြီးတော့ video လေးတွေများများလေးဖန်တီးစေချင်တယ်ပေါ့နော်ဒါကတော့နော်ကိုနစ်ကိုအဲ့ဒါလေးပြောချင်ပါတယ်ဒါကိုနစ်ကကျွန်တော်ညီလေးပါပဲဆိုတော့နောက်တစ်ယောက်ကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်တော့ဒါ trade to မိတ်ဆက်ပေးကြမလို့ပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ချက်အတူကြည့်လိုက်ရအောင် let's go Okay. Okay. Babut, bet, bill. Bakadit, babut, bet, bill. Okay. Ay, blue. Babut, bet, bill. Bakadit, babut, bet, bill. Bakadit, babut. Pause ne. ကျေးဇူးပါ ကျေးဇူးပါဝါဒီ height ဖြစ်ပါတယ်ဒီ height ပေါ့နော်ဒါဒီ height ကတောင်ကြီးရဖြစ်ပါတယ်ဆိုတော့ရှေ့မှာလည်းဒီ height ကိုတစ်ခေါက် reaction လုပ်ဖို့ရပေါ့နော်ဆိုတော့ဒါအခုကတော့နည်းနည်းလေးဒီ height ကိုစကားနည်းနည်းပြောချင်တာပေါ့နော်ဆိုတော့ဒီ height ကကြတော့အခုနောက်ပိုင်းဒီ new generation ထဲမှာဆိုလို့ရှိရင်တော်တော်လေးဘယ်လိုပြောပြရမလဲကြိုးစားရတဲ့မှာပါတယ်ပေါ့နော်ဆိုတော့အတန်လေးလည်းတော်တော်လေးလည်းစုံလာတယ်တော်တော်လေးလက်ကလင်းလာတယ်ပေါ့နော်ဆိုတော့သူလှုပ်တဲ့ဟာတွေကကြတော့ဟိုဘောက်စီဖြစ်တယ်ပေါ့နော်ဟိုအဲ့ဒီလိုမျိုးကိုကယာထားပြီးသားကိုမှရှိတဲ့အတန်အနေနဲ့ကိုဘာဖြစ်ချင်လဲဆိုတော့ကိုမှရှိနေတဲ့အတန်အနေနဲ့ကိုမှကျွန်တော်ကနေပြီးတော့အကြံပေးချင်တာကကြတော့ကိုမိုင်စတိုင်တစ်ခုပေါ့နော်ကိုမိုင်စတိုင်တစ်ခုကိုဖန်တီးစေချင်တယ်ပေါ့နော်အဲ့ဒါမှလည်းအများနဲ့ကွဲထွက်မှာပေါ့နော်ဆိုတော့ဒီ height ကတော့ဒါ new generation ထဲမှာဆိုလို့ရှိရင်တော်တော်လေးကျန်းနေတဲ့မှာပါတယ်ပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်သူအသက်က14-15ဝန်းကျင်ပဲရှိအောင်မယ်ဒီလောက်အရွယ်နဲ့ဒီလောက်လုံးနိုင်တာဆိုတာကိုတော်တော်လေး appreciate လုပ်ပါတယ်ဆိုတော့ဒီ height ဆက်ကြိုးစားပါလို့ပြောချင်ပါတယ်ခင်ဗျာဆိုတော့နောက်ဆုံးတယောက်ကိုဆက်သွားလိုက်အောင်ခင်ဗျာနောက်ဆုံးလုံးမဲ့ video လေးကကြတော့ဒါ solo မဟုတ်ဘူးပေါ့နော် tag team ဖြစ်တာပေါ့နှစ်ယောက်လုပ်တာပေါ့နော်ဘယ်လိုလဲဆိုတာကတော့ဘယ်သူတွေလဲဆိုတာကတော့ကိုဖန်ကိုပဲကြည့်လိုက်တော့ပေါ့နော် let's go ပဲကလေးပါပြုတ်ပဲပြုတ် နှစ်ယောက်လောက်ပြမှာဖြစ်ပါတယ်တတင်းပေါ့ let's go ပဲကလေးပါပြုတ်ပဲပြုတ်ပဲကလေးပါပြုတ်ပဲပြုတ်အုံပဲကလေးပါပြုတ်ပဲပြုတ်ပဲကလေးပါပြုတ်ပဲပြုတ် let's go show ပဲကလေးပါပြုတ်ပဲပြုတ်ပဲကလေးပါပြုတ်ပဲပြုတ်အုံပဲကလေးပါပြုတ်ပဲပြုတ်ပဲကလေးပါပြုတ်ပဲပြုတ်ကျေးဇူးပါ ကျေးဇူးပါဆိုတော့ဒါအောင်စော်ဟင်းနဲ့ကျွန်တော်နဲ့လုပ်ထားတာပေါ့နော်ဆိုတော့သူကတယောက်တည်းမ join ဘူးတဲ့သိရမလားကျွန်တော်ကခေါ် join တာပေါ့နော်ဆိုတော့ကျွန်တော်ကခေါ်ပြီးတော့ channel ကို join ခိုင်းတာပေါ့နော်ဆိုတော့မိုက်တယ်ဆိုတာအတော့ကလည်းကျွန်တော်တို့အဲ့ video ကြိုက်တော့ကလည်းအမှတ်တရအများကြီးရှိတယ်ပေါ့နော်နှစ်ယောက်လောက်တာကတော့ပို့ပြီးတော့ပိုမြိုင်တယ်ပေါ့နော်တက်တင်းနေနဲ့လို့သိရမလောက်တာပိုမြိုင်တယ်ဆိုတော့ဟိုအဲ့မှာ3 wire drop ထဲမှာဆိုလို့ရှိရင်အဲ့ဒီဘယ်လိုခေါ်မလဲ techno လို့ခေါ်မလားအဲ့ဒါဆိုလို့ရှိရင်တော်တော်လေးအရင်မိုက်တယ်ပေါ့နော်ဇာတူအောင်လုံးရဲ့ base တွေအောင်လုံးရဲ့ drop တွေကဒါတော့ show လို့မရတယ်မပါတယ်ပေါ့နော် okay ဆိုတော့ဒီနေ့ reaction လေးရတော့ဒီလောက်ပါပဲခင်ဗျာဆိုတော့နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာဆိုတော့စကားမဆက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခြင်းအဖြစ်ကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာဆိုတော့ကျေးဇူးများတင်ပါတယ်ခင်ဗျာဆုတောကိဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ see you ပါခင်ဗျာ